လိုပီဇာသေးသေးလေးလောက်တာအရန်လွယ်တော့ကျမအစမတင်တော့ဘူးလို့နေတာပေါ့နော်ပါဝင်ပစ္စည်းသေးစိတ်သိကျင်တယ်လို့တချို့ကပြောကြလို့အတန်သွင်းပြီးပြန်တင်ပေးလိုက်ပါတယ်ရှင်ပီဇာမဟုတ်တာ ready made သုံးထားတာမို့လို့လောက်ရတော့အရန်လွယ်ကူပါတယ်ပီဇာထဲမှာအသုံးပြုမဲ့အသားတို့ကိုကြိုက်နေတဲ့ရအသားတို့ hot dog တို့သုံးပြုလို့ရပါတယ်မကတော့ဒီနေ့ကြက်ကြိတ်သားကိုမွေးနေအောင်စီလေးတက်ပြီးတော့မှချက်ထားတာကိုသုံးထားပါတယ်ရှင်ပါဝင်ပစ္စည်းတွေအားလုံးစင်သင်ဖြစ်ပြီဆိုရင်တော့ ready made မဟုတ်တာပေါ်မှာပီဇာဆော့လေးတုပ်ပေးလိုက်ပါမယ်ဝိတ်ချနေလို့မစားတဲ့သူကဒီနေ့2ယောက်ဆိုတော့သေးသေးလေး5ခုပဲဖုတ်တာပေါ့နော်ပြောရရင်တော့ခရမ်းကျင်ဆော့တုပ်ထားတဲ့ဘောကနေကြက်ကြိတ်သားချက်ထားတာကိုဖိပြီးတော့တင်ပေးလိုက်ပါမယ်ဘောကနေငရုတ်ဘွားခရမ်းကျင်ဒီကြက်သွန်နီပါပါလေးတွေကိုအလှဆင်ပေးလိုက်ပါမယ်ပီဇာတွေမှာသုံးတဲ့မြင်တန်းတဲ့မိုဇရဲလာချီစ်ကိုအပေါ်ကနေအပြည့်ဖြူလိုက်ပြီးတော့အပေါ်ကနေတန်လွင်သီးရေစိမ်3ခွင်းလောက်အလှဆင်ပေးလိုက်ပါမယ်ဟုတ်သား ready made ဖြစ်တာမို့လို့မီသေးသေးလေးနဲ့15မိနစ်လောက် cheese အရေးပြောရုံလောက်ကလေးဖုတ်ပေးလိုက်ရင်ရပါပြီဒီနေ့အတွက်အသီးနှံကတော့ဖရဲသီးနဲ့တည့်အသီးကိုပြင်ဆင်ထားပါတယ် pasta cream ကိုမှပူတင်နဲ့ခက်စင်စင်ချိုပွဲလေးလည်းလုပ်ထားပါတယ်ပြီးတော့ဒိန်ဂျင်ရဲ့အသီးရစပစ်သီးစိမ့်လည်းပါပါတယ်ရှင်ပြီးတော့ omani give လို့ခေါ်တဲ့ top နဲ့လုပ်တဲ့ bread တစ်မျိုးလည်းလုပ်ထားပါတယ်ရှင်အဲ့တော့ဒီနေ့ဝါပြေစာအတွက်ချက်ပစ်တဲ့ဟင်းပွဲလေးတွေပေါ့နော်ပူကြတဲ့နေ့တစ်နေ့လို့ပြောရမယ်ဒီနေ့စမူစာလုံးဝမပါပါဘူးရှင်ဒီ vlog လေးကဒီလောက်ပါပဲရှင်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကျေးဇူးပါရှင် bye bye